မင်္ဂလာပါရှင်2013ခုနှစ်ဒီဇင်ဘာလ16ရက်တနင်္လာနေ့ညပိုင်းလွတ်လပ်တဲ့အာရှအသံ RFA ရဲ့ရုပ်မြင်သံကြားအစီအစဉ်တွေကိုအမေရိကန်ပြည်ထောင်စုဝါရှင်တန် DC မြို့တော်ကနေစတင်ထုတ်လွှင့်နေပါပြီကျွန်မခက်ပါပါရှင် RFA အစီအစဉ်တွေကိုမြန်မာစံတော်ချိန်ည8နာရီခွဲကနေ9နာရီအထိတင်ဆက်သွားမှာပါဒီကနေ့အတွက်ထူးခြားတဲ့သတင်းတွေကိုစပြီးတင်ပြပေးပါမယ်ရှင်2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုမပြင်ဘူးဆိုရင်လာမယ့်2015ရွေးကောက်ပွဲဟာလွတ်လပ်မှုရှိနိုင်မဲ့တရားမျှတတဲ့ရွေးကောက်ပွဲမဖြစ်နိုင်ဘူးလို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်ကပြောလိုက်ပါတယ်။ပဲခူးတိုင်းတာဝတီမြို့မှာမနေ့ကပြုလုပ်တဲ့2008ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာလူထုသဘောထားကောက်ခံပွဲမှာဒေါ်အောင်ဆန်းစုကြည်ကအခုလိုပြောလိုက်တာပါ။ဒါအပြင်မြန်မာနိုင်ငံဟာဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်နေပြီလို့မပြောနိုင်သေးတဲ့အကြောင်းတိုင်းပြည်ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်အောင်2008ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဖို့လိုအပ်တယ်ဆိုတာကိုတပ်မတော်ကမြင်ဖို့အရေးကြီးကြောင်းလဲဒေါအောင်ဆန်းစုကြည်ကထည့်သွင်းပြောခဲ့ပါတယ်။ဒေါအောင်ဆန်းစုကြည်ဟာစနေနေ့ကလည်းရန်ကုန်တိုင်းကော့မှူးမြို့နယ်အဖျောက်ကြီးရွာမှာပြုလုပ်တဲ့လူထုသဘောထားကောက်ခံပွဲမှာမိန့်ခွန်းပြောခဲ့ပါတယ်။2008ဖွဲ့စည်းပုံအခြေခံဥပဒေဟာပြည်သူတွေနဲ့တပ်မတော်အကြားစိတ်ဝမ်းကွဲအောင်ရေးဆွဲထားတဲ့ဥပဒေဖြစ်နေတဲ့အတွက်အမျိုးသားရင်ကြားစေ့ရေးကိုထိခိုက်စေတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်နေကြောင်းဒေါအောင်ဆန်းစုကြည်ကပြောပါတယ်။အဲ့ဒီနောက်တရားလွှတ်တော်ရှေ့နေဦးထေဦးနဲ့ NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးဝင်းမြင့်တို့ကလည်း2008ဖွဲ့စည်းပုံအခြေခံဥပဒေမှာရှေ့နောက်မညီတဲ့ပုံမှားတွေပြင်ဆင်တဲ့အချက်တွေနဲ့ပတ်သက်ပြီးတက်ရောက်လာသူတွေကိုရှင်းပြခဲ့ပါတယ်။ဒီအကြောင်းတွေနဲ့ပတ်သက်ပြီးနောက်ပိုင်းမှာအပြည့်အစုံထုတ်လွှင့်ပေးဖို့ရှိပါတယ်ရှင်။ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်ဒေါအောင်ဆန်းစုကြည်ကို2015ခုနှစ်မှာသမရအဖြစ်ပါဝင်အရွေးခံခွင့်ပြုဖို့ EU ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကမြန်မာအစိုးရကိုတိုက်တွန်းကြမယ်လို့သိရပါတယ်။ဘယ်လ်ဂျီယမ်နိုင်ငံဘရပ်ဆဲလ်မြို့မှာဒီကနေ့ကျင်းပနေတဲ့ EU နိုင်ငံခြားရေးဝန်ကြီးများစည်းဝေးပွဲမှာဒီကိစ္စသဘောတူဆုံးဖြတ်မှာဖြစ်တယ်လို့ EU တန်တမန်တွေကပြောပါတယ်။မြန်မာနိုင်ငံမှာလွတ်လပ်မျှတတဲ့ရွေးကောက်ပွဲတွေဖြစ်မလာဘူးဆိုရင်ပြည်တွင်းမငြိမ်သက်မှုတွေဒီမိုကရေစီပြုပြင်ပြောင်းလဲမှုနောက်ပြန်လျှော့ချနိုင်ခြေတွေနဲ့ရင်ဆိုင်ရမယ်လို့ EU အဖွဲ့ဝင်နိုင်ငံတွေကသုံးသပ်ကြောင်းငြိမ်းချမ်းရေးနဲ့အမျိုးသားပြည်내ရင်ကြားစေ့ရေးရေရှည်ခိုင်မာဖို့အတွက်ခေတ်သစ်ဒီမိုကရေစီလိုအပ်ချက်တွေနဲ့အညီအခြေခံဥပဒေကိုပြန်လည်သုံးသပ်သင့်တယ်ဆိုတာကိုသတိပေးဖို့ဆုံးဖြတ်ခဲ့ကြောင်း Financial Times သတင်းစာကဖော်ပြပါတယ်။ EU တန်တမန်တဦးကလည်းမြန်မာနိုင်ငံရဲ့အခြေခံဥပဒေပြုပြင်ပြောင်းလဲရေးအတွက်ဥရောပသမဂ္ဂအနေနဲ့အပြည့်အဝတွန်းအားပေးနေဖို့အရေးကြီးကြောင်းမြန်မာပြုပြင်ပြောင်းလဲရေးဟာနောက်ပြန်မလှည့်တဲ့ပြောင်းလဲမှုဖြစ်တယ်ဆိုတာကိုပြသဖို့အတွက်သမရဖြစ်ခွင့်ဆိုင်ရာအချက်ကအခရာကျနေကြောင်းပြောပါတယ်။ EU နိုင်ငံသားရေးဝန်ကြီးများအစည်းအဝေးကသဘောတူညီချက်တွေအတည်ပြုပြီးရင်ဒီကိစ္စနဲ့ပတ်သက်ပြီးမြန်မာအစိုးရကိုပြင်းပြင်းထန်ထန်တိုက်တွန်းသွားမယ်လို့လည်းသိရပါတယ်ရှင်။မြန်မာနိုင်ငံကဖွံ့ဖြိုးရေးစီမံကိန်းတွေအတွက်နောက်ထပ်အမေရိကန်ဒေါ်လာတန်610ထုတ်ချေဖို့ဂျပန်အစိုးရကမနေ့ကသဘောတူလိုက်ပါတယ်။တိုကျိုမြို့တော်မှာ3ရက်ကြာပြုလုပ်တဲ့ဂျပန်အာဆီယံထိပ်သီးစည်းဝေးပွဲအပြီးဂျပန်ဝန်ကြီးချုပ်ရှင်ဇိုအာဘေးနဲ့သမ္မတဦးသိန်းစိန်တို့တွေ့ဆုံပြီးတဲ့နောက်နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှုဆိုင်ရာသဘောတူစာချုပ်တစ်ရပ်ကိုလက်မှတ်ရေးထိုးလိုက်တာပါ။မြန်မာနိုင်ငံရဲ့အခြေခံအဆောက်အုံဖွံ့ဖြိုးတိုးတက်ရေးအတွက်နိုင်ငံပိုင်ကဏ္ဍမှာရောပုဂ္ဂလိကကဏ္ဍမှာပါဂျပန်နိုင်ငံကအကူအညီတွေဆက်ပြီးပေးသွားမယ်လို့ဂျပန်ဝန်ကြီးချုပ်ကပြောပါတယ်။ဒီသဘောတူစာချုပ်အရမြန်မာနိုင်ငံမှာဂျပန်ကုမ္ပဏီတွေရဲ့ရင်းနှီးမြှုပ်နှံမှုကိုပိုပြီးမြင့်တင်နိုင်မယ်လို့မျှော်လင့်ကြောင်းဂျပန်ကုန်သွယ်ရေးဌာနကပြောပါတယ်။အခုသဘောတူညီချက်မှာဂျပန်ကုမ္ပဏီတွေကိုနိုင်ငံတကာစည်းမျဉ်းတွေနဲ့အညီအကာအကွယ်ပေးဖို့အလေးထားဖော်ပြထားပါတယ်။မြန်မာနိုင်ငံကိုအခုထုတ်ချေးတဲ့ငွေတွေကိုတီလဝါအထူးစီးပွားရေးဆောင်တိဆောက်ရေးနဲ့မြေရထားလမ်းတွေအစစ်မြင့်တိဆောက်ရေးအတွက်အဓိကအသုံးပြုသွားမယ်လို့လည်းသိရပါတယ်ရှင်။မြန်မာနိုင်ငံဆိုင်ရာအမေရိကန်တန်ယုံနိုင်ငံသားရေးအရာရှိမစ္စတာပေါ်ထော်နာဦးဆောင်တဲ့တန်အရာရှိတွေဟာစစ်တွေမြို့မှာရခိုင်တိုင်းရင်းသားခေါင်းဆောင်တချို့နဲ့မနေ့ကတီးတန့်တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ရခိုင်ပြည်နယ်ထဲမှာရခိုင်တိုင်းရင်းသားတွေနဲ့မွတ်စလင်တွေအကြားနောက်အနာဂတ်ကာလမှာတင့်တင့်မြတ်မြတ်ရှင်တွဲနေထိုင်နိုင်ရေးနဲ့ပတ်သက်ပြီးခေါ်ယူဆွေးနွေးတာလို့ရခိုင်ပြည်နယ်မျိုးသမီးကွန်ရက်ဥက္ကဋ္ဌဒေါ်ညိုအေးက RFA ကိုပြောပါတယ်။ရခိုင်တိုင်းရင်းသားတွေနဲ့မွတ်စလင်တွေအကြားအတူရှင်တွဲနေထိုင်ဖို့လောလောဆယ်မဖြစ်နိုင်သေးပေမဲ့နောက်အနာဂတ်ကာလတွေမှာရှင်တွဲနေထိုင်နိုင်ဖို့နိုင်ငံတကာအတိုင်းအဝိုင်းကကူညီဖို့ဆန္ဒရှိနေတဲ့အကြောင်းဆွေးနွေးခဲ့ကြတယ်လို့လည်းသိရပါတယ်။မနေ့ကဆွေးနွေးပွဲမှာရခိုင်တိုင်းရင်းသားတွေဘက်ကနှစ်ဦးနှစ်ဖက်တင့်မြတ်စွာနေထိုင်နိုင်ဖို့အတွက်သတင်းမီဒီယာတွေနဲ့နိုင်ငံတကာအတိုင်းအဝိုင်းကသုံးစွဲနေတဲ့ရိုဟင်ဂျာဆိုတဲ့အသုံးအနှုန်းကိုရပ်တန့်ပေးဖို့ဆန္ဒရှိနေကြတယ်လို့မွတ်စလင်တွေဘက်ကလည်းရိုဟင်ဂျာလူမျိုးအဖြစ်အသိအမှတ်ပြုပေးဖို့တောင်းဆိုတာတွေကိုရပ်တန့်ပေးဖို့လိုအပ်ကြောင်းဆွေးနွေးခဲ့တယ်လို့ဒေါ်ညွန့်အေးကပြောပါတယ်ရှင်။
ပြီးခဲ့တဲ့နှစ်ကရခိုင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့တဲ့အကြမ်းဖက်အထူးဂရုတွေနဲ့ပတ်သက်ပြီးစာရေးဆရာဝေဟင်အောင်ရေးသားတဲ့သွေးနဲ့ရေးသည့်မြေဆိုတဲ့စာအုပ်ကိုထုတ်ဝေလိုက်ပါတယ်။ဒီအကြောင်း RFA နိုင်ဝိုင်းတော်သားကိုကျော်မင်းထွန်းကတင်ပြထားပါတယ်ရှင်။ရခိုင်လူငယ်ဘလော့ဂါဝေဟင်အောင်ရဲ့သွေးနဲ့ရေးသည့်မြေအမည်ရှိတဲ့စာအုပ်မိတ်ဆက်ပွဲခမ်းနားကိုစစ်တွေမြို့ရှိဝင်လက်ဒေသဖွံ့ဖြိုးရေးရုံးခန်းမှာပြီးခဲ့စနေနေ့ကကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ဒီစာအုပ်ဟာမနေ့နှစ်လယ်ကရခိုင်ပြည်နယ်မှာဖြစ်ပေါ်ခဲ့တဲ့လူမျိုးရေးအကြမ်းဖက်အဓိကရုဏ်းတွေအကြောင်းကိုမှတ်တမ်းပုံစံမျိုးမဟုတ်ပဲယသစာပေပုံစံမျိုးနဲ့ရေးသားထားတဲ့အတွက်စာအုပ်မိတ်ဆက်ပွဲတက်ရောက်လာသူတွေအကြားမှာစိတ်ဝင်စားရှိကြတာတွေ့ရပါတယ်။ဒီစာအုပ်ကိုကျွန်တော်ထောက်လိုက်ရတဲ့ရည်ရွယ်ချက်ကတော့အဓိကအပြင်နောက်ဒီလိုပုံစံမျိုးတွေမဖြစ်ဖို့ကျွန်တော်တို့ဒီဖြစ်ခဲ့တဲ့အဖြစ်အပျက်တွေကနေသင်ခန်းစာတွေအများကြီးကိုနောက်ကအခြေအနေအရရက်ပေါ်နေသုံးသပ်နိုင်ဖို့အတွက်ကျွန်တော်ကဒီ message လေးကိုရှာပေးလိုက်တာဖြစ်ဒီစာအုပ်မှာလူမျိုးရေးပြည်ပခစတင်ခဲ့တဲ့ရန်ပြဲမြို့နယ်ကြောက်နီမော်ဖြစ်စဉ်ကအစတောင်ကုတ်လူ10ဦးတပ်ဖြတ်ခံရမှုအကြောင်းအရာတွေပါဝင်ပါတယ်။ဒါအပြင်မောင်တော်စစ်တွေနဲ့ရခိုင်ပြည်နယ်အနှံ့ဖြစ်ပွားခဲ့တဲ့လူမျိုးရေးအကြမ်းဖက်မှုအကြောင်းအရာတွေကိုမှတ်တမ်းဓာတ်ပုံတွေနဲ့အတူဇလန်းဇက်ခွက်ချရေးသားထားပါတယ်။သမိုင်းမှာဒီလိုစာအုပ်စာတမ်းနဲ့မမရရအဲ့လိုမှတ်တမ်းတင်ခဲ့တာတွေမရှိခဲ့တဲ့အတွက်ကျွန်တော်တို့ဘာဖြစ်ခဲ့တယ်ဆိုတာကိုဘာမှပြောနိုင်ခဲ့ဘူး။အခုတော့ဒီ2012မှာဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာတွေကိုသူကရသဆန်ဆန်အခုလိုမှတ်တမ်းစာအုပ်လေးနဲ့ထုတ်လိုက်တဲ့အတွက်ကျွန်တော်တို့ဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာတွေကိုကျွန်တော်နောက်လာနောက်သားတွေလည်းသိနိုင်မယ်။နှုတ်တရားစာတစ်လုံးစုံပြီးတော့ကျွန်တော်အစိမ်ဆက်ဒီစာအုပ်ဖြစ်ပျက်ခဲ့တဲ့သမိုင်းမှတ်တမ်းတစ်ခုဆိုတာကိုတွေ့ရတယ်။အဲ့အတွက်ကျွန်တော်တို့ဒီစာအုပ်ကကျွန်တော်လူမျိုးတန်ဖိုးရှိတဲ့စာအုပ်တစ်အုပ်အနေနဲ့ကျွန်တော်တို့မြင်ပါတယ်။ဒီစာအုပ်ထဲကအချက်လက်တွေတိကျဖို့အတွက်ဂျာနယ်တွေသတင်းစာတွေအင်တာနက်သတင်းတွေနဲ့ဖြစ်ပွားရာနေရာကလူပုဂ္ဂိုလ်တွေကိုအချင်းယူမေးမြန်းတာတွားရောက်လေ့လာတာတွေပြုလုပ်ပြီးမှဒီစာအုပ်ကိုရေးခဲ့တာလို့လည်းစာရေးဆရာဝေဟင်အောင်ကအဖွင့်စာမျက်နှာမှာရေးသားထားပါတယ်။လက်မနောက်နေမှာဒီစာအုပ်ကိုဖတ်ရှင်းအပြင်လူတွေကဒီကိုယ့်ရဲ့ပတ်ဝန်းကျင်အနေအထားမှာအများအားသတိထားပြီးမှဒီစိုက်တဲ့နေရမယ်။နောက်တစ်ခါဒီလိုအရေးခင်းတွေဖြစ်လာလို့ရှိရင်ဘယ်လိုအခြေအနေမျိုးတွေဖြစ်လာနိုင်လဲဘယ်လိုနောက်ဆက်တွဲတွေဖြစ်လာနိုင်လဲဆိုတော့ awareness တစ်ခုပေါ့အသိတစ်ခုရလာလိမ့်မယ်လို့ပြောလိမ့်မယ်ဒီသွေးနဲ့ရေးသည့်မြေစာအုပ်မိတ်ဆက်ပွဲခမ်းနားကိုစစ်တွေမျိုးမျိုးဖတွေစာပေသမားတွေနိုင်ငံရေးသမားတွေနဲ့လူမျိုးရေးအသင်းအဖွဲ့တွေကပုဂ္ဂိုလ်တွေတက်ရောက်ခဲ့ကြပါတယ်ခင်ဗျာRFA ဝိုင်းတော်သားကိုကျော်မင်းထွန်းတင်ပြသွားတာပါရှင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အသီးသီးကကိုယ်စားလှယ်တွေနဲ့ဖွဲ့စည်းထားတဲ့တနိုင်ငံလုံးအပြစ်ခတ်ရက်စဲရေးညှိနှိုင်းရေးအဖွဲ့ NCCT နဲ့အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းအဖွဲ့တွေရန်ကုန်မြို့ကငြိမ်းချမ်းရေးစင်တာမှာမနေ့ကတွေ့ဆုံခဲ့ပါတယ်အခုတွေ့ဆုံပွဲဟာကချင်ပြည်နယ်ဖအံမြို့မှာကျင်းပမဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက်ကြိုတင်တွေ့ဆုံမှုဖြစ်တယ်လို့သိရပါတယ်ဒီတွေ့ဆုံပွဲမှာပြီးခဲ့တဲ့ရက်ပိုင်းကထိုင်းနိုင်ငံချင်းမိုင်မြို့မှာကျင်းပခဲ့တဲ့ NCCT အဖွဲ့ဝင်တွေတွေ့ဆုံပွဲကသဘောတူထားတဲ့ပထမအဆင့်တနိုင်ငံလုံးအပြည့်ခက်ရက်စဲရေးသဘောတူညီချက်မူချမ်းပါအချက်အလက်အသေးစိတ်ကိုအစိုးရကိုယ်စားလှယ်တွေနဲ့အလွတ်သဘောဆွေးနွေးကြတာဖြစ်တယ်လို့ဆိုပါတယ်ဒီတွေ့ဆုံပွဲကိုအစိုးရဘက်ကဝန်ကြီးဦးအောင်မင်းဦးခင်ကြီးဒုဝန်ကြီးဗိုလ်ချုပ်မမောင်အောင်တို့တက်ရောက်ခဲ့ပြီး NCCT အဖွဲ့ဒုခေါင်းဆောင်စောကွယ်ထူးဝင်းနဲ့အဖွဲ့ဝင်တွေ KNU အမျိုးသားအစည်းအရုံးကိုယ်စားလှယ်တွေနဲ့ KIO ကချင်လွတ်မြောက်ရေးအဖွဲ့ကိုယ်စားလှယ်တွေတက်ရောက်ခဲ့ကြပါတယ်ရှင်ကိုလိုနီခေတ်မှာမြန်မာလူလက်ရေးကြိုးပမ်းမှုတမိုင်းဝင်1300ပြည့်အရေးတော်ပုံစိန်ရတုအခမ်းအနားကိုမကွေးမြို့88မျိုးဆက်ပွင့်လင်းလူအဖွဲ့အစည်းအရုံးမှမနေ့ကကျင်းပခဲ့ပါတယ်။လွန်ခဲ့တဲ့85နှစ်ကရေနံမြေလူသမားတွေ6မျိုးကစတင်ပြီးရန်ကုန်မြို့ကိုလမ်းလျှောက်ဆန္ဒပြစဉ်မကွေးမြို့ကိုအရောက်မှာမြို့မှစာတင်ကျောင်းအတွင်းကအောင်တမာယုံခမ်းမမှာဟောပြောပွဲတွေလုပ်တဲ့နေ့ကိုအထိတ်အမှတ်အပြုကျင်းပတာဖြစ်ပါတယ်။အဲ့ဒီအချိန်ကရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂခေါင်းဆောင်ကိုပါဟင်းက6ရေနံမြေလူသမားတွေကိုအားပေးတဲ့အနေနဲ့မြင်းခွာတစ်ချက်ပေါက်ရင်မီးဟုံးဟုံးတောက်စေရမယ်ဆိုပြီးဟောပြောခဲ့တဲ့နှစ်ပတ်လည်နေ့အဖြစ်မကွေးမြို့မှာပထမဦးဆုံးအကြိမ်ကျင်းပတာဖြစ်ပါတယ်။ဒီအခမ်းအနားကိုနိုင်ငံရေးသမားတွေလူမှုရေးအဖွဲ့အစည်းတွေကကိုယ်စားလှယ်တွေအသင်းအဖွဲ့တွေကခေါင်းဆောင်တွေနဲ့88မျိုးဆက်ကျောင်းသားတွေတက်ရောက်ခဲ့ကြပါတယ်။1300ပြည့်ရေတော်ပုံ85နှစ်ပြည့်စင်ရတုပွဲတော်ကိုလာမယ့်2014ခုနှစ်ဇန်နဝါရီလ17ရက်နေ့မှာရန်ကုန်မြို့ရွှေတကုံစေတီတော်အထက်ပစ္စယံမှာကျင်းပဖို့အတွက်ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးမြင့်ဆွေကိုခွင့်ပြုချက်တောင်းခံထားတယ်လို့သိရပါတယ်။ဒီကနေ့ရန်ကုန်မြို့တော်ဝင်နှင်းစီခမ်းမမှာဒို့ဗမာအစည်းအရုံးဝင်တခင်မတွေရဲ့မိသားစုတွေပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာစေတီတုပွဲဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌတခင်လှကျွေရဲ့သားကိုအောင်နိုင်ဒို့ဗမာက
အခုလိုပြောခဲ့တာပါတကယ်လို့ရွှေတကုံစရီတော်မှာကျင်းပဖို့ရန်ကုန်တိုင်းဝန်ကြီးချုပ်ကခွင့်မပြုဘူးဆိုရင်တခြားနေရာတစ်နေရာမှာငှားရမ်းပြီးကျင်းပသွားမယ်လို့ပြောပါတယ်ပြီးခဲ့တဲ့ဒီဇင်ဘာလ17ရက်နေ့ကလည်း1300ပြည့်ရေနံမြေတပိတ်စိန်ရတုအခမ်းအနားကိုမကွေးတိုင်း6မြို့မှာကျင်းပခဲ့ပြီးကျေးပိတ်တဲ့ချိန်200ကျော်နဲ့သွန်းလုပ်ထားတဲ့ရေနံမြေတပိတ်ခေါင်းဆောင်အာလာဝကသခင်ဖိုးလာကြီးရုပ်ထုကိုဖွင့်လှစ်ကာရဝပြုခဲ့ကြပါတယ်ရှင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါအောင်ဆန်းစုကြည်ဟာခြေမအယိုးအစ်စ်နာကျင်နေတဲ့အတွက်ဒီကနေ့မနက်ပိုင်းကအာရှတော်ဝင်ဆေးရုံမှာခွဲစိတ်ကုသမှုခံယူခဲ့တယ်လို့သိရပါတယ်ပညာစကားဆိုရင် harness markers ခြေမနဲ့အထဲကိုရန်တော့ဒါဒီစကအရန်နာနော်အဲ့တော့အဓိကတော့နာတဲ့အတွက်ခဏစီးတဲ့နေရာနောက်ခီးသွားတဲ့နေရာမှာတော့လေးကိုခဲရှိတယ်အကြီးရတဲ့တိကျတိုင်းခီးအများကြီးသွားတဲ့အခါကျတော့အဲဒီတော့ minor surgery ပါ minor surgery ဆိုတာအသေးစားခွဲစိတ်ဒီကနေ့မနက်ပိုင်း9နာရီခွဲကနေ9နာရီအထိခွဲစိတ်ကုသခဲ့ပြီးအခြေအနေကောင်းမွန်နေတယ်လို့ဒေါအောင်ဆန်းစုကြည်ကိုကုသပေးနေတဲ့ဒေါက်တာတင်မျိုးဝင်းကပြောပါတယ်ဒေါအောင်ဆန်းစုကြည်ရဲ့ကျန်းမာရေးနဲ့ပတ်သက်ပြီးကောလာဟလတွေထွက်ပေါ်လာမှာဆိုတဲ့အတွက်အခုလိုသတင်းထောက်တွေကိုတရားဝင်ရှင်းပြတာလို့လည်းဒေါက်တာတင်မျိုးဝင်းကပြောပါတယ်ဒီခွဲစိတ်ကုသမှုကြောင့်ဒေါအောင်ဆန်းစုကြည်ဟာ10ရက်နီးပါးလောက်အနားယူရမယ်လို့လည်းသိရပါတယ်ရှင်မြန်မာနိုင်ငံမှာသတင်းစာပညာသင်တန်းကျောင်းတစ်ခုဖွင့်လှစ်ဖို့အတွက် UNESCO ခေါ်ကုလသမဂ္ဂပညာရေးသိပ္ပံနဲ့ယဉ်ကျေးမှုအဖွဲ့ကြီးနဲ့ပူးပေါင်းပြီးမြန်မာနဲ့ပြင်သစ်အစိုးရတို့သဘောတူလက်မှတ်ရေးထိုးလိုက်တယ်လို့သိရပါတယ်။ဒါဟာမြန်မာနိုင်ငံမှာသတင်းစာလွတ်လပ်ခွင့်တိုးမြင့်ရေးနဲ့သတင်းမီဒီယာယဉ်ကျေးမှုကျယ်ပြန့်ရေးအတွက်နိုင်ငံတကာကကူညီပံ့ပိုးမှုရှိနေတယ်ဆိုတာကိုသက်သေပြလိုက်တာဖြစ်ကြောင်း UNESCO အဖွဲ့တုံ့ပြန်ချက်မှာဖော်ပြထားပါတယ်။ဒီသဘောတူညီချက်ကိုမကြာခင်ကကျင်းပခဲ့တဲ့မြို့သမီးရေးရာညီလာခံကာလအတွင်းမြန်မာအစိုးရပြန်ကြားရေးဝန်ကြီးဦးအောင်ကြည်နဲ့ပြင်သစ်ယဉ်ကျေးမှုနဲ့ဆက်သွယ်ရေးဝန်ကြီးတို့လက်မှတ်ရေးထိုးခဲ့တာဖြစ်ကြောင်းဒီလိုသဘောတူညီရမှာမီဒီယာဥပဒေပေါ်ထွက်လာရေးအကြံပေးဖို့ရုပ်ရှင်ထုတ်လုပ်ဖြန့်ချီရေးမှာနည်းပညာအကူအညီပေးဖို့စတာတွေလည်းပါတယ်လို့ဆိုပါတယ်မြန်မာသတင်းစာပညာသင်ကျောင်းနဲ့အကြောင်းအနေနဲ့ဘွဲလက်မှတ်ပေးမဲ့တစ်နှစ်သင်တန်းကို2014ခုနှစ်မှာစတင်ဖွင့်လှစ်သင်ကြားမယ်လို့သိရပါတယ်ဒီသင်တန်းကျောင်းကိုပြင်သစ်ဂျာမနီဒိန်းမတ်နော်ဝေနဲ့ဆွီဒင်နိုင်ငံတွေကပူးပေါင်းထောက်ပံ့မယ်လို့လည်းသိရပါတယ်ရှင်ဒီညအတွက်သတင်းကဏ္ဍကိုဒီမျှနဲ့ရနာဝင်ပြုပါရှင် RFA ကိုကြည့်ရှုအားပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်မကြာခင်မိနစ်ပိုင်းအတွင်းမှာပဲသတင်းဆောင်မတွေကိုဆက်လက်တင်ဆက်မှာပါကျမတို့ RFA ရုပ်မြင်သံကြားအစီအစဉ်တွေကိုမြန်မာစံတော်ချိန်ည8:00နာရီခွဲကနေ9:00နာရီအထိညစဉ်ထုတ်လွှင့်နေပါတယ်ဝေဖန်အကြံပေးချက်တွေကိုလည်းဖိတ်ခေါ်ပါရစေရှင်RFA ရုပ်မြင်သံကြားအစီအစဉ်တွေကိုဆက်ပြီးကြည့်ရှုနေရတာပါရှင်။အခုဆက်ပြီးသတင်းပေးပို့ချက်တွေကိုထုတ်လွှင့်မှာပါ။ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါအောင်ဆန်းစုကြည်ဟာ2008ဖွဲ့စည်းပုံအခြေခံဥပဒေဘာကြောင့်ပြင်ဆင်ဖို့လိုအပ်တယ်လဲဆိုတာနဲ့ပတ်သက်ပြီးရန်ကုန်တိုင်းကော့မှူးမြို့နယ်နဲ့ပဲခူးတိုင်းတာယာဥရီမြို့တွေမှာလူထုဟောပြောပွဲတွေပြုလုပ်ခဲ့ပါတယ်။ဒေါအောင်ဆန်းစုကြည်ရဲ့ပြောကြားချက်တွေကတချို့ကိုကောက်နှုတ်ပြီး RFA သတင်းတောက်ကိုကျော်စောဝင်းကတင်ပြထားပါတယ်ရှင်။ဒီဇင်ဘာလ14ရက်နေ့ကော့မှူးမြို့နယ်နဲ့ဒီဇင်ဘာလ15ရက်နေ့ကတာရီမြို့မှာကျင်းပတဲ့လူထုဆန္ဒသဘောထားကောက်ခံပွဲမှာ2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုဘာကြောင့်ပြင်ဆင်ဖို့လိုအပ်တယ်လဲဆိုတာကိုဒေါအောင်ဆန်းစုကြည်ကရှင်းပြခဲ့တာပါအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ2012ကြားဖြတ်ရွေးကောက်ပွဲကိုဝင်ခဲ့ခြင်းရဲ့ရည်ရွယ်ချက်ဟာ2008ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကိုဦးတည်ထားခဲ့တာဖြစ်ကြောင်းပါတီရပ်တည်လာကြတဲ့ကအမျိုးသားရင်ကြားစေရေးပြည်တွင်းငြိမ်းချမ်းမှုရရှိရေးနဲ့တရားဥပဒေစိုးမိုးရေးဆိုတဲ့အချက်တွေကိုဦးတည်ခဲ့တာဖြစ်ကြောင်းမြို့နယ်နှစ်ခုစလုံးမှာ2008ဖွဲ့စည်းပုံရှေ့နောက်မညီတာတွေကိုပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးဝင်းမြင့်နဲ့ NLD ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကော်မတီအဖွဲ့ဝင်ဦးထေးဦးတို့ကရှင်းပြခဲ့ကြပါတယ်။ရန်ကုန်တိုင်းဒေသကြီးကော့မှူးမြို့နယ်မှာကျင်းပတဲ့လူထုသဘောထားဆန္ဒကောက်ယူပွဲမှာဒေါအောင်ဆန်းစုကြည်ကလက်ရှိ2008ဖွဲ့စည်းပုံအခြေခံဥပဒေဟာတိုင်းပြည်ကိုညီညွတ်အောင်လုံမပေးနိုင်တဲ့အပြင်ပြည်သူနဲ့တပ်မတော်အကြားသွေးခွဲထားတဲ့အကြောင်းအခုလိုပြောပါတယ်။တပ်မတော်အနေနဲ့အမျိုးသားနိုင်ငံရေးမှာဥဆောင်မှုကဏ္ဍကိုယူရေးကိစ္စတွေကိုကျမတို့စတင်တာဟာတပ်မတော်ကိုစတင်လို့မဟုတ်ဘူး။တပ်မတော်နဲ့ပြည်သူရဲ့အကြားမှာသွေးသားတဲ့ဖြစ်ချင်လို့ဆိုတာကိုအများသိနေကြမှာ။အခုဟာဒီဖွဲ့စည်းပုံအခြေခံဥပဒေဟာတနည်းအားဖြင့်ဆိုလို့ရှိရင်ပြည်သူနဲ့တပ်မတော်ကြားထဲမှာတိုက်ပေးရုံနဲ့မက
ပြည်သူမကျေနပ်တဲ့ကိစ္စတွေနဲ့ပတ်သက်လို့ရှိရင်တမတော်ကိုတရားခံဖြစ်အောင်လုပ်ထားတယ်လို့ပဲကျမတို့ဒီပဲမြင်ပါတယ်ဒေါအောင်ဆန်းစုကြည်ကအနာဂတ်ကိုရှေ့ရှုဖို့အတွက်ဆိုရင်အတိတ်ရဲ့အချုပ်နှောင်တွေကိုရုံးထွက်ရမှာဖြစ်တဲ့အတွက်တိုင်းပြည်တည်ငြိမ်ရေးအတွက်2008ဖွဲ့စည်းပုံကိုပြင်ဆင်ဖို့လိုအပ်ကြောင်းထောက်ပြပြောဆိုပါတယ်ဒီဇင်ဘာလ15ရက်နေ့ကပဲခူးတိုင်းတာရီမြို့မှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါအောင်ဆန်းစုကြည် NLD နာယကဦးတင်ဦး2008ဖွဲ့စည်းပုံပြင်ဆင်ရေးအဖွဲ့ဝင်ဦးထေးဦးနဲ့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးဝင်းမြင့်တို့ကတက်ရောက်လာတဲ့ပရိသတ်2000ကျော်ကိုဟောပြောခဲ့တာပါတာယာဝတီမြို့မှာဒေါအောင်ဆန်းစုကြည်က2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုမပြင်ဘူးဆိုရင်2015ရွေးကောက်ပွဲဟာလွတ်လပ်ပေမဲ့တရားမျှတမှုရှိမှာမဟုတ်ဘူးလို့ပြောခဲ့ပါတယ်2015ရွေးကောက်ပွဲဟာလွတ်လပ်ဖို့ဆိုတာတော့ဖြစ်နိုင်ပါတယ်သို့တော်လည်းတရားမျှတဖို့ဆိုတာတော့ဒီဖွဲ့စည်းပုံအခြေခံဥပဒေနဲ့တော့ဘယ်နည်းနဲ့မှမဖြစ်နိုင်ဘူးလို့ကျွန်တော်ရှင်းရှင်းလိုက်ပြောဒါအပြင်ဒေါအောင်ဆန်းစုကြည်က2008ဖွဲ့စည်းပုံမှာမျှတမှုမရှိတဲ့ပုံမှန်တွေအကြောင်းပြောရင်ပြိုင်ဘက်ကိုကြိုးတုပ်ပြီးပြေးခိုင်းတာမျိုးမလုပ်သင့်ကြောင်းဥပမာပေးပြီးအခုလိုပြောပါတယ်ကျွန်တော်တော့အပြေးပြိုင်နေဆိုလို့ရှိရင်ကျွန်မလူတယောက်နဲ့အပြေးပြိုင်လို့ရှိရင်သူ့တော့ခြေထောက်နှစ်ဖက်ခြိထားပြီးမှအပြေးပြိုင်မဲ့ဟာမျိုးကျွန်မမလုပ်ချင်ဘူးကျွန်မသိခါဆိုကျွန်မမလုပ်ချင်နိုင်ယုံနဲ့သိခါရှိတာမဟုတ်ပါဘူးနိုင်ပုံနိုင်နည်းကအများကြီးစကားပြောပါတယ်လို့ကျွန်မပြောချင်ပါတယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာတိုင်းပြည်ကိုတည်ငြိမ်အေးချမ်းမှုမရှိအောင်လုပ်နေတယ်လို့ဝေဖန်နေမှုတွေကိုလည်းဒေါအောင်ဆန်းစုကြည်ကတုံ့ပြန်ပြောဆိုခဲ့ပါတယ်နိုင်ငံမှာဥပဒေပေါင်းအတွင်းကနေပြီးတော့ပြည်သူလူထုပြုပြင်ပြောင်းလဲခြင်းတဲ့ကိစ္စတွေကိုပြုပြင်ပြောင်းလဲနိုင်အောင်လို့မထိမ့်သိမ်းထားနိုင်ရင်မထိမ့်သိမ်းထားနိုင်တဲ့လူတွေရဲ့အားနည်းချက်ပဲလို့ကျွန်တော်ဒီလိုပဲဆိုချင်တယ်ဒီနိုင်ငံကိုမတည်ငြိမ်အောင်လုပ်တယ်လို့ပြောတဲ့ပုံပုံများဟာပြုပြင်ပြောင်းလဲသင့်တာကိုမပြုပြင်ပြောင်းလဲခြင်းဟာပို့ပြီးတော့မတည်ငြိမ်အောင်လုပ်တာဖြစ်တယ်ဆိုတော့သဘောမပေါက်ဘူးလို့ကျွန်တော်တို့ထင်တယ်ကော်မူးနဲ့တာရီမြို့နယ်တွေကလူထုသဘောထားဆန္ဒကောက်ခံပွဲကိုနေကန်ပြည်သက်3000နီးပါးစီအထိတက်ရောက်ခဲ့ကြပါတယ်။အဲ့ဒီသဘောထားဆန္ဒကောက်ခံပွဲတွေမှာတက်ရောက်လာတဲ့ပြည်သက်ကိုမေခွန်း5ခုစီမေးမြန်းခွင့်ပြုခဲ့ပါတယ်။မြို့နယ်2ခုစလုံးမှာတူညီတာကတကယ်လို့2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်မပေးဘူးဆိုရင်ဘာဆက်လုပ်သွားမလဲလို့တက်ရောက်သူတွေကနေရာ2ခုစလုံးမှာမေးမြန်းခဲ့ပါတယ်။ဒေါအောင်ဆန်းစုကြည်ကပြင်ဆင်မပေးဘူးဆိုရင်ဘာဆက်လုပ်မယ်ဆိုတာအချိန်ကျရင်အတိပေးမှဖြစ်ကြောင်းသို့တော်လည်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့တိုင်းပြည်နစ်နာမဲ့နီလန်းမျိုးဘယ်တော့မှလုပ်မှာမဟုတ်ကြောင်းကော်မှုမှပြောခဲ့သလိုတာယာဝတီပွဲမှာတော့ပြင်ကိုပြင်လို့ရရမယ်ဆိုတဲ့စိတ်ဓာတ်ကိုမွေးကြဖို့တက်ရောက်လာသူတွေကိုတိုက်တွန်းခဲ့ပါတယ်ခင်ဗျာRFA သတင်းတောက်ကိုကျော်စောဝင်းတင်ပြသွားတာပါရှင်2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်မလားအသစ်ရေးဆွဲမလားဆိုတာနဲ့ပတ်သက်ပြီးကော်မှုနဲ့တာယာဝတီမြို့နယ်တွေမှာပြုလုပ်တဲ့လူထုသဘောထားရယူပွဲမှာ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါအောင်ဆန်းစုကြည်နဲ့အတူဥပဒေပညာရှင်ဦးဝင်းမြင့်ဦးနဲ့ဦးထေဦးစိန်ကျွန်းတို့ကဟောပြောဆွေးနွေးခဲ့ကြပါတယ်။ RFA သတင်းတောက်ကိုတီဟထွန်းကတင်ပြထားပါတယ်ရှင်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါအောင်ဆန်းစုကြည်ဟာ2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်မလားအသစ်ရွေးဆွဲမလားလူထုဆန္ဒကောက်ခံပွဲကိုရန်ကုန်တိုင်းဒေသကြီးကော်မှုမြို့နယ်မှာဒီဇင်ဘာလ14ရက်နေ့ကကျင်းပခဲ့ပြီးဒီဇင်ဘာလ15ရက်နေ့မှာဘိုးတိုင်းဒေသကြီးတာယာဝတီမြို့တွေမှာကျင်းပခဲ့ပါတယ်ဒီလိုကျမတို့ဒီပါတီတစ်ခုအနေနဲ့အနှစ်20ကျော်ရှောက်ခဲ့တဲ့လမ်းမှာဆိုလို့ရှိရင်လည်းအခုချက်တွေအများကြီးရှိခဲ့ပါတယ်အဲ့ဒီနှစ်ပွဲစလုံးမှာ NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးဝင်းမြင့်နဲ့2008ဖွဲ့စည်းပုံပြင်ဆင်ရေးအဖွဲ့ဝင်ဦးထေးဦးတို့က2008ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ရှေ့နောက်မညီညွတ်တာတွေဒီမိုကရေစီစနစ်နဲ့မကိုက်ညီတာတွေကိုရှင်းပြခဲ့ပါတယ်ကော်မှုမြို့နယ်အဖျောက်ကျေးရွာမှာကျင်းပတဲ့လူထုသဘောထားကောက်ခံပွဲနဲ့တာယာဝတီမြို့ပွဲတွေမှာဦးထေးဦးနဲ့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးဝင်းမြင့်ကဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်ပိုင်ခွင့်ကိုတားမြစ်ထားတဲ့ပုံမှန်တွေဗဟိုနဲ့ပြည်내အစိုးရတွေကြားအာဏာခွဲဝေမှုမရှိတာတွေနိုင်ငံသားဒူးချင်းစီမှာအခြေခံဥပဒေအရလုံခြုံမှုမရှိတာတွေအပြင်စစ်တပ်ကမြို့သားနိုင်ငံရေးမှာအစဉ်တစိုက်ဥဆောင်မှုအခမ်းကဏ္ဍကရှိရမယ်ဆိုတဲ့အချက်တွေကိုပြဋ္ဌာန်းထားတာတွေဟာဒီမိုကရေစီစနစ်နဲ့မကိုက်ညီဘူးလို့ရှင်းပြခဲ့ပါတယ်2008ဖွဲ့စည်းပုံအခြေခံဥပဒေပုံမှန်20မှာတိုင်းပြည်အရေးပေါ်ကာလမှာသမ္မတကကာကွယ်ဦးစီးချုပ်ကိုအာဏာလွှဲပြောင်းပေးအပ်နိုင်တဲ့ဆိုတဲ့အချက်ဟာဒီမိုကရေစီစနစ်ကိုချိုးဖောက်တာဖြစ်ကြောင်းပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးဝင်းမြင့်ကကော်မှုမြို့နယ်လူထုဆန္ဒကောက်ခံပွဲမှာအခုလိုပြောပါတယ်ဒီမိုကရေစီမှာဗဟိုပြုတာပြည်သူလူထုကိုပဲဗဟိုပြုတာအခုပြည်သူလူထုကမဲပေးရွေးကောက်တင်ရောက်လာတဲ့ပြည်အောင်စုလွှတ်တော်မှာရှိတဲ့ပြည်သူ့လွှတ်တော်ပြည်အောင်စုလွှတ်တော်ကိုယ်စားလှယ်တွေအသီးသီးရှိပါရဲ့နဲ့
ဒီရဲ့ဒီပြုချက်ဒီရဲ့ဆန္ဒတော်တာဒီရဲ့ဆုံးဖြတ်ချက်ကိုမရယူရဲနဲ့သမရကနေပြီးတော့ကာကွယ်ရေးချုပ်ကိုနိုင်ငံတော်အာဏာလွှဲသမရကျွန်တော်စုလွတ်တော်အရေးပေါ်စီဝေးပေါ်ကျွန်တော်တို့စီရင်ခံလာပဲတင်မယ်ဆိုတာကဖွဲ့စည်းပုံအခြေခံဥပဒေမှာဒီမိုကရေစီမူကိုလုံးဝဆန့်ကျင်ပြီးတော့သူ့သဘောနဲ့သူ့တူဦးတဲ့နဲ့နိုင်ငံတော်အာဏာကိုပေးခြင်းနဲ့လူရဲ့လက်ထက်ကိုပေးလို့ရတယ်ဆိုတဲ့ပြဋ္ဌာန်းချက်မျိုးဖြစ်လို့ဒါကလည်းကျွန်တော်တို့ဒီမိုကရေစီမူနဲ့ဆန့်ကျင်တယ်ဒါကိုကျွန်တော်လက်မခံတာပါမြို့သားဒီမိုကရေစီအဖွဲ့ချုပ်2008ဖွဲ့စည်းအုပ်ချုပ်ပုံပြင်ဆင်ရေးအဖွဲ့ဝင်ဦးထေးဦးက2008ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဟာပြည်သူကိုလှည့်စားထားတဲ့အချက်တွေထည့်သွင်းထားတဲ့အတွက်ပြင်ဆင်နိုင်ခြင်းမရှိပါက1988ခုနှစ်ကစပြီးပြည်သူတွေအနစ်နာခံကြိုးပမ်းခဲ့ရတဲ့ဒီမိုကရေစီနိုင်ငံဆိုတာဖြစ်လာတော့မှာမဟုတ်ကြောင်းပြောဆိုသွားပါတယ်2008ဖွဲ့စည်းပုံအခြေခံဥပဒေကြီးကိုဒီအတိုင်းသာဆက်ပြီးကျွန်တော်တို့နိုင်ငံမှာကျင့်သုံးကြမယ်ဆိုရင်1988ခုနှစ်ကနေပြီးတော့ဒီနေ့အထိကျောင်းသားတွေရဟန်းတွေပြည်သူတွေကျွန်တော်တို့အသက်တွေပေးတယ်အနာတွေခံတယ်ဘဝတွေအပြတ်ခံပြီးတော့ရည်မှန်းရုန်းကန်ခဲ့တဲ့ဒီမိုကရေစီနိုင်ငံကြီးလည်းမဖြစ်နိုင်ပါဘူးဒီဇင်ဘာလ15ရက်နေ့ကပဲခူးတိုင်းတာယာဝတီမြို့မှာမြို့သားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်ဟာ NLD နာယကဦးတင်ဦး2008ဖွဲ့စည်းပုံပြင်ဆင်ရေးအဖွဲ့ဝင်ဦးထေးဦးနဲ့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးဝင်းမြင့်တို့နဲ့အတူတက်ရောက်လာတဲ့ပြည်သက်2000ကျော်ကိုဟောပြောခဲ့ကြပါတယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးဝင်းမြင့်ကပုံမှန်59ခါကြီးနဲ့စာလုံးမှာပြဋ္ဌာန်းထားတဲ့နိုင်ငံတော်သမ္မတဖြစ်ရမယ့်သူဟာစီရေးအမြင်ရှိရမယ်နိုင်ငံသားဇနီးခင်မိုးမဖြစ်ရဘူးဆိုတဲ့ကန့်သက်ချက်တွေဟာဒေါ်အောင်ဆန်းစုကြည်သမ္မတမဖြစ်စေရေးအတွက်ရည်ရွယ်ပြီးရွေးဆဲခဲ့တာဖြစ်တယ်လို့ပြောပါတယ်။ဗိုလ်ချုပ်အောင်ဆန်းရွေးဆဲခဲ့တဲ့ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမှာဆိုလို့ရှိရင်သမ္မတအရေးချင်းကိုသတ်မှတ်ထားတာနှစ်ချက်ပဲရှိတယ်။တစ်မိမိနှစ်ပါးနိုင်ငံသားဖြစ်ရမယ်နိုင်ငံတော်မှာမွေးရဒါတစ်ခု။နှစ်ပါလီမန်အမတ်အရေးချင်းပြရဒါပြီးအခုမဟုတ်ဘူးအဲ့ဒီနိုင်ငံတော်နဲ့နိုင်ငံသူနိုင်ငံသားတွေရဲ့ဟလာအမျိုးသားအကျိုးစီးပွားအတွက်ရည်ရှိတိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက်ဆောင်ရွက်နိုင်မဲ့ပုဂ္ဂိုလ်ပို့လည်းကျွန်တော်ပြောမယ်ဒါကျွန်တော်တို့ဥက္ကဋ္ဌကျွန်တော်တို့ခေါင်းဆောင်ကိုမလုံနိုင်မကိုင်နိုင်မပါနိုင်အောင်တားမြစ်ပိတ်ပင်ကတ်သက်ညစ်ပတ်ပြီးတော့ရေးတာဒါအပြင်ဦးထေးဦးကပုံမှန်6ခါဝင်းမှာပြဋ္ဌာန်းထားတဲ့တက်မတော်ဟာနိုင်ငံရေးမှာအစဉ်တစိုက်ဥဆောင်မယ်ဆိုတဲ့အချက်ဟာအာဏာဆိုတာပြည်သူထံကဆင်းသက်ရမယ်ဆိုတဲ့ဒီမိုကရေစီကျင့်ဝတ်နဲ့မကိုက်ညီကြောင်းအခုလိုပြောပါတယ်ဒီမိုကရေစီရဲ့အဓိပ္ပာယ်နဲ့အညီပြည်သူလူထုရဲ့အာဏာတွေဟာဒီနိုင်ငံမှာဥဆောင်ရမယ်ပြည်သူလူထုရဲ့အာဏာတွေဟာဒီနိုင်ငံမှာစိုးမိုးရမယ်ပြည်သူလူထုရဲ့အာဏာတွေဟာဒီနိုင်ငံမှာတည်မြဲရမှာဖြစ်ပါတယ်တို့တော်လေပုံမှန်6ဆလုံးလဲကြအောင်ဒီနိုင်ငံရဲ့နိုင်ငံရေးကိုတက်မတော်ကလည်းဥဆောင်မယ်ပြည်သူတွေကနောက်လိုက်လုပ်ပါလို့တခါတည်းကိုပေါ်ပြလိုက်တော့တာပဲအဲ့တော့စိုးစိုးကကျွန်တော်တို့ကနောက်လိုက်လုပ်ရမယ်ဆိုရင်ကျွန်တော်တို့ရဲ့ဒီမိုကရေစီပြည်သူအာဏာကြီးဘယ်ရောက်သွားမှန်းကိုမသိတော့ပါဘူးเนาะဒါအပြင်2008ဖွဲ့စည်းပုံအခြေခံဥပဒေဟာတိုင်းပြည်စည်းလုံးညီညွတ်ရေးကိုအာမခံချက်ပေးနိုင်မှာမဟုတ်ကြောင်းဒီဖွဲ့စည်းပုံနဲ့ပြည်တွင်းငြိမ်းချမ်းရေးမရနိုင်ကြောင်းကိုလည်းပြောကြားခဲ့ကြပါတယ်လက်ရှိဖွဲ့စည်းပုံဟာကမ္ဘာမှာပြင်ဖို့အခက်အခဲဆုံးဖွဲ့စည်းပုံဖြစ်တယ်လို့ပြောလို့ရကြောင်းနဲ့လက်ရှိ2008ဖွဲ့စည်းပုံအခြေခံဥပဒေမှာပြင်ဆင်ခွင့်ရှိတယ်လို့ပြဋ္ဌာန်းထားပေမဲ့တစ်ဖက်မှာတပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေရဲ့ထောက်ခံမှုမရရှိရင်ပြင်လို့မရနိုင်အောင်ဖြစ်နေကြောင်းဒါပေမဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ပြင်ဆင်နိုင်အောင်စ조사သွားမှာဖြစ်ကြောင်းပြောပါတယ်။ကော်မွန်မြို့နယ်လူထုဆန္ဒကောက်ခံပွဲမှာတက်ရောက်လာတဲ့ပေးသက်တူကတကယ်လို့ပြင်လို့မရရင်ဘယ်လိုဆက်လုပ်ရမလဲဆိုတာကိုမေးမြန်းခဲ့ရမှာဒေါ်အောင်ဆန်းစုကြည်ကအဲ့ဒီအချိန်ကျမှဘယ်လိုဆက်လုပ်ရမယ်ဆိုတာကိုပြည်သူကိုချပြသွားမှာဖြစ်ကြောင်းဒါပေမဲ့တိုင်းပြည်ထိခိုက်နစ်နာရမယ့်လမ်းကြောင်းကိုတော့ရွေးချယ်မှာမဟုတ်ကြောင်းပြောဆိုခဲ့ပါတယ်ခင်ဗျာRFA ရုပ်မြင်သံကြားအစီအစဉ်တွေကိုဆက်လက်ကြည့်ရှုနေရတာပါရှင်။ရှေ့တောင်အာရှအားကစားပွဲတော် SEA Games အားကစားပွဲတွေမှာပြည်သက်အားအထားဆုံးပွဲဖြစ်ခဲ့တဲ့အိမ်ရှင်မြန်မာနဲ့ထိုင်းနိုင်ငံဘောလုံးပွဲစဉ်မှာကွင်းအတွင်းနဲ့အပြင်ပြည်သက်စုစုပေါင်း9000ကျော်အားပေးခဲ့ပါတယ်။ဒီပွဲစဉ်ရဲ့ထူးခြားချက်တွေကို RFA သတင်းတောက်ကိုကျော်ထွန်းနိုင်ကတင်ပြထားပါတယ်ရှင်။
မြန်မာနိုင်ငံမှာအရှင်အဖြစ်လက်ခံကျင်းပနေတဲ့29ကြိမ်မြောက်အရှိတောင်အာရှအားကစားပြိုင်ပွဲစီးကိန်းပြိုင်ပွဲရဲ့အုပ်စုအဆင့်မြန်မာနယ်ထိုင်းအသင်းတို့ရဲ့ဘောလုံးပွဲစဉ်ကိုပြီးခဲ့တဲ့စနေနေ့ကသူဝနဘောလုံးကွင်းမှာကစားခဲ့တာပါဒီဘောလုံးပွဲကိုကွင်းတွင်းကွင်းပြင်ကြီးစုအားပေးတဲ့ပရိသတ်9000နီးပါးလောက်ရှိမယ်လို့ခန့်မှန်းကြပါတယ်ဒီဘောလုံးပွဲစဉ်လက်မှတ်ဟာမောင်ကိုသေးကွက်မှာရိုးတန်း2000တန်းကို2000ခွဲနဲ့အထူးတန်း4000တန်းလက်မှတ်ကို4000အထိဈေးတက်ခဲ့ပြီးအဲ့ဒီဈေးနဲ့တောင်ဝယ်ကျင်သလိုဝယ်လို့မရသူတွေလည်းရှိပါတယ်သူဝနဘောလုံးကွင်းဟာပရိသတ်3000ဆန့်ကွင်းဖြစ်ပေမဲ့လက်မှတ်မရသူတွေကိုဘောလုံးကွင်းရှိကွင်းပြင်မှာ LED TV ကြီးတွေနဲ့ပြသခဲ့ပါတယ်အရှိတောင်အာရှအားကစားပြိုင်ပွဲစီးကိန်းသမိုင်းတစ်လျှောက်နှစ်30အတွင်းမြန်မာအသင်းဟာထိုင်းအသင်းနဲ့တွေ့ဆုံတိုင်းရှုံးခဲ့တာသာရှိခဲ့ပြီးဒီကြိမ်မှာတော့အကျိတ်နဲ့ပွဲစဉ်ဖြစ်ခဲ့ရာကနေတကိုးတကိုးစီတည်ကြခဲ့ပါတယ်အဲ့ဒီနေ့ကထိုင်းနဲ့ပွဲစဉ်မှာတည်ကြခဲ့ပေမဲ့တချို့အားကစားကျွမ်းကျင်သူတွေကတော့ထိုင်းဘက်ကအပြည့်အဝမကန်ခဲ့ဘူးလို့သုံးသပ်ကြပါတယ်အဲ့ဒီလိုသုံးသပ်ပေမဲ့မြန်မာပရိသတ်တွေကတော့ထိုင်းအသင်းဟာမြန်မာအသင်းကိုမမှီဘူးလို့ယူဆသူတွေလည်းရှိနေပါတယ်ခင်ဗျာခုဆက်ပြီးချင်းတိုင်းရင်းသားဘာသာအစီအစဉ်ကိုထုတ်လွှင့်ပေးမှာပါချင်းမျိုးသားပါတီ CNP နဲ့ချင်းပြည်နယ်တိုးတက်ရေးပါတီ CPP တို့ပူးပေါင်းဖို့သဘောတူညီချက်ရရှိခဲ့တဲ့အပေါ်ထောက်ခံကြောင်း CPP ပါတီလွှတ်တော်ကိုယ်စားလှယ်၄ဦးကသဘောထားထုတ်ပြန်လိုက်တဲ့သတင်းကိုမြန်မာဘာသာပြန်စာတမ်းထိုးထားပါတယ် CNP နဲ့နာ Infindu CPP Parliament Member 10 thu chwa an siam Chin Political Party Panhite Inzom Tura Remditu Chin Progressive Party CCP Achanga Parliament Member Pali de chwa November ni somni panga khan heti hian thu chwa an siam ani CPP Party achingin Uki Thanglun State Parliament Member Kanpalet Township Unan Sai State Parliament Member Paletwa Township Una Thang State Parliament Member Phalam Township Upol Lian Lui National Parliament Member Matupi Township te chuan November ni som panga khan halkhakwa a Chin National Party le Chin Progressive Party te inkom na a antel ve thu anmani du thu nge antel ve chu anmani du thu nge ani thu chwa an siam ani tin CPP le CNP in chun fin chu an thop thu le an tumber po CPP le CNP te in suizom a chu party a tel du tu po an thopui thei anga ni som panga November tha a CPP Parliament Member te le CNP Township Worker te thutluk na siam chu ataka chantir an tumzel thu an ta lang bokani CNP le CPP Party IO in chu in khoma chuan mi somli panga antela Chin National Progressive Party CNPP anga ming in voa turin November ni som panga chuan thutluk na an siamani Party in chun fin chu atira changa an thutluk na ani angin chuta tel turin party member dangte po an soma chu mi chungchanga chuan CPP Sirachi pakhatna u dai thung chuan Chin zongzong hi party pakhata omvek ila in than le huna kan bitumber chu USDP le NLD ani ang ahma kumsa hi som khan party malin kan king theilawa in thanna sarkar an chaktareng ani ti in asoi Chin National Party CNP hian kumsa hi som in thanpuya khan Parliament Member pakwa anneya Chin Progressive Party CPP in Parliament Member som patni anneya ni ဒီညအတွက် RFA ရုပ်မြင်သံကြားအစီအစဉ်တွေလည်းဒီမှာရင်ပြီးဆုံးပါပြီကြည့်ရှုကြတဲ့ပရိသတ်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်မင်္ဂလာပေါင်းနဲ့ပြည့်စုံတဲ့ညချမ်းဖြစ်ကြပါစေရှင်